ရုပ်ရှင်ရဲ့အစမှာတော့နန်းတွင်းသူဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ဟာတယောက်တည်းကလေးကိုမွေးနေတဲ့မြင်ကွင်းနဲ့ဆက်ထားပါတယ်။အဲ့ချိန်မှာပဲနန်းတွင်းသူတွေအားလုံးစုဝေးပြီးတစ်နှစ်တစ်ခါကျင်းပတဲ့အခမ်းအနားမှာနန်းတွင်းသူကောင်းဆောင်ကနန်းတွင်းသူတွေဟာနန်းတော်ထဲဝင်လာတာနဲ့ဘရင်မိန်းမတွေဖြစ်သွားပြီးမို့လို့ဘသူနဲ့မှမူစကူတူးလို့မရတော့ဘူးဖြစ်ကြောင်းပြောပြရင်တခြားလူနဲ့ခိုးပြီးမူစကူတူးတာမိသွားတဲ့နန်းတွင်းသူတယောက်ကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့နန်းတွင်းသူတွေအားလုံးရှိမှပဲကျိုးကွင်းဆွတ်ပြီးတပ်ပစ်လိုက်တယ်။ဒီလိုနဲ့ဇလန်းက6နှစ်အကြာကိုရောက်သွားပြီးကြောင်ယူဆိုတဲ့နန်းတွင်းသူလေးဟာတခြားနန်းတွင်းသူတွေနဲ့အတူဘရင်နဲ့မိဖုရားကြီးကလေးမရတဲ့အကြောင်းကိုအာပေါင်အာရင်တန်တန်နဲ့အတင်းပြောနေခဲ့ကြပါတယ်။အဲ့ဒီနောက်အိတ်ဆောင်ကိုပြန်လာတဲ့ကြောင်ယူဟာအခန်းတကားကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အရန်ကိုအံ့ဩတုန်လှုပ်သွားရပါတယ်။ကြောင်ယူမြင်လိုက်ရတဲ့မြင်ကွင်းကတော့ဝေါ်ရောင်လို့ခေါ်တဲ့နန်းတွင်းသူဟာကျိုးဆွဲချပြီးတေးဆုံးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဒါပေမဲ့တတိဝင်လာတဲ့ကြောင်ယူဟာအလောင်းသားကိုတဖြည်းဖြည်းကတ်သွားပြီးအလောင်းပေါ်ကတမိုးကြီးရတနာပစ္စည်းကိုဆွဲဖြုတ်ပြီးခိုးယူထားလိုက်ပါတယ်။ဒီပစ္စည်းဟာသူမစီကံကြမ္မာစိုးတယ်လာပေးမဲ့ပစ္စည်းဆိုတာကိုတော့သူမမသိခဲ့ပါဘူး။နန်းတွင်းသူဝေါ်လျောင်ဟာကိုလုတ်တော်မိဖုရားဟီဘင်းကိုခတ်စားရတဲ့သူဖြစ်ပါတယ်။လူတိုင်းကဝေါ်ရောင်ရဲ့တေဆုံးမှုကိုတက်တည်မှုလို့ထင်ခဲ့ကြပေမဲ့နန်းတွင်းစေးအကူချောရောင်ကတော့ရလက်ကအားလုံးထင်မထားတဲ့ရလက်ဖြစ်နေခဲ့ပါတယ်။အလောင်းအနေထားကိုကြည့်ပြီးဒါဟာလူတက်မှုကျူးလွန်ပြီးမှတက်တည်တဲ့ပုံစံမျိုးအလောင်းကိုပြုပြင်ထားခဲ့တာလို့စေးအကူချောရောင်ကပြောပြခဲ့ပေမဲ့နန်းတွင်းသူကောင်းဆောင်ကတော့လူတက်မှုဆိုရင်ဇလန်းရှုံမှာဆိုလို့တက်တည်မှုအဖြစ်နဲ့ပဲအထက်ကိုတင်ပြဖို့စေးအကူချောရောင်ကိုအမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့လွယ်လွယ်နဲ့လက်မလျှော့တတ်တဲ့နန်းတွင်းစေးအကူချောရောင်ကတော့အလောင်းကိုအသေးစိတ်ထမှန်စစ်ဆေးတဲ့အခါတည်သွားတဲ့နန်းတွင်းသူဟာကလေးမွေးဘူးလေဆိုတာကိုပါသိရှိသွားပါတော့တယ်။စေးကူချောရောင်ဟာသူမရဲ့ဆရာနန်းတွင်းသမားတော်ကြီးကိုပြောပြပေးမဲ့လေနန်းတွင်းသမားတော်ကြီးရဲ့လုပ်ရက်ကသူမကိုမယုံနိုင်အောင်ဖြစ်သွားစေပါတယ်။နန်းတွင်းသမားတော်ကြီးဟာနန်းတွင်းသူဝေါ်လျောင်ရဲ့တေဆုံးမှုကိုတက်တည်မှုအဖြစ်တေဆုံးမှတ်တမ်းမှာရေးခဲ့တာပါ။စေးကူချောရောင်ကတေဆုံးသူဟာကလေးမွေးထားတာကြောင့်ကလေးရဲ့အဖေဖြစ်သူကနှုတ်ပိတ်ဖို့တက်ပစ်တာဖြစ်နိုင်တယ်လို့စောရကတက်တာကိုနန်းတွင်းသမားတော်ကြီးကနန်းတွင်းသူတွေအားလုံးဟာဘရင်မင်းကလေးတွေဖြစ်တာကြောင့်အပြိုစင်ဘဝကိုထိမ့်သိမ်းထားရမှာဖြစ်ပြီးမထိမ့်သိမ်းနိုင်တဲ့သူတွေအတွက်အပြစ်ဒဏ်ဟာတည်တံပေးခံရတာဖြစ်တာမို့လို့နန်းတွင်းသူတယောက်ရဲ့တေဆုံးမှုမှာကလေးမွေးထားတယ်ဆိုတဲ့အဖြစ်မှန်ကိုဖော်ထုတ်လိုက်ရင်ကျန်တဲ့နန်းတွင်းသူတွေအကုန်ဒုက္ခရောက်နိုင်တာမို့လို့တိတ်တိတ်နေဖို့စေးကူချောရောင်ကိုမှာလိုက်ပါတယ်ဒါအပြင်တေဆုံးသူဝေါ်လျောင်ခါစားရတဲ့ကိုလုတ်တော်မိဖုရားဟာတားတော်လေးမွေးဖွားထားတာဖြစ်တဲ့အတွက်ဒီနန်းတွင်းသူရဲ့တေဆုံးမှုဟာမိဖုရားတွေကြားထဲကအပြိုင်မှုဖြစ်လာခဲ့ရင်အလောင်းစစ်ဆေးခဲ့တဲ့သူတို့အတွက်လည်းဒုက္ခရောက်လာနိုင်တယ်လို့နန်းတွင်းသမားတော်ကြီးကဆိုပါတယ်။ဝေါ်လျောင်ခါစားရတဲ့ဟီဘင်းမဲမဲဟာလည်းဝေါ်လျောင်တေဆုံးတာကိုသိရှိသွားပြီးစိတ်မကောင်းဖြစ်နေပါတယ်။နန်းတွင်းသူဝေါ်လျောင်ရဲ့အလောင်းထားတဲ့စေပညာအဆောက်အဦထိဝေါ်လျောင်ရဲ့အလောင်းကိုလာကြည့်သွားပြီးဟီဘင်းမဲမဲပြန်သွားတာနဲ့စေပညာအဆောက်အဦတစ်ခုလုံးအရေးမဲကြီးလွှမ်းခြုံသွားတာကိုဘယ်သူမှသတိမထားလိုက်မိကြပါဘူး။တနေရာမှာလဲဝေါ်ရောင်ရဲ့အလောင်းကိုစတင်တွေ့ရှိပြီးသူမရဲ့ယတနာကိုအလောက်ပေါ်ကခိုးယူသွားတဲ့နန်းတွင်းသူချောင်ယူဟာခိုးယူလာတဲ့ယတနာကိုတေချာကြည့်ရှုနေတော့သူ့ခန္ဓာကိုယ်ပေါ်ကိုလက်တွေတွေ့တက်လာတာကိုခံစားလိုက်ရပါတယ်။သူမထိတ်လန့်သွားပြီးကြောက်လန့်တကြားအော်ဟစ်လိုက်တဲ့အချိန်မှာတော့လက်တွေဟာပြန်လဲပြောက်ကွယ်သွားပြီးမကြခင်မှာစေးအကူချောလျောင်ဟာသူမကိုလာရှာပြီးတေဆုံးသွားတဲ့ဝေါ်လျောင်အကြောင်းမေးဖို့ရောက်လာပါတယ်။ချောင်ယူလဲထိတ်လန့်နေတဲ့ကြားကနေပဲဝေါ်လျောင်ဟာမောက်မာတက်ပြီးသူမရဲ့အခန်းထဲမှာရှိနေချိန်ဆိုရင်လဲတမိုးကြီးပိုးတဲ့တွေကိုဝစ်ဆင်ပြီးဘရင်မတပါလို့ပြုမှုတက်ကြောင်းမကြေမနက်နဲ့ပြောပြပါတယ်အဲ့ဒီညမှာတော့ဟီဘင်းမဲမဲဟာလည်းသူမမွေးထားတဲ့မင်းသားလေးကိုဘရင်မဲတော်ကမချစ်တဲ့အကြောင်းဘရင်ကြီးကိုတိုင်ပြောနေပြီးတော့မင်းသားလေးကိုအိမ်ရှိဆန်နေရပေးဖို့ပူစာနေပါတယ်။ဘရင်ကြီးကတော့မဲဝေါကြီးအသက်ရှင်နေတဲ့၍မဲတော်ကြီးကိုစန့်ကျင်ဖို့မဖြစ်နိုင်ဘူးလို့ပြောလိုက်တာကြောင့်ဟီဘင်းမဲမဲဟာစိတ်ဆိုးသွားပါတော့တယ်။တစ်ဖက်မှာလည်းစေးကူချောရောင်ဟာဝေါ်လျောင်းနေခဲ့တဲ့အခန်းထဲကိုသွားပြီးဝေါ်လျောင်းနဲ့ပတ်သက်ခဲ့တဲ့ယောက်ျားရဲ့တဲလုံဆောက်ကိုသွားရှာပါတယ်။နေရအနှံ့ရှာဖွေပြီးတဲ့အချိန်မှာအချီဘူးတက်တာတစ်ခုတည်းကနေရီးစားစာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဖြစ်ချင်တော့အဲ့ဒီစာကစေးကူချောရောင်ငယ်စဉ်ကချစ်ကြိုက်ခဲ့တဲ့အမျိုးသားပေးခဲ့တဲ့စာနဲ့တပုံစံတည်းတူနေတာပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူမဟာလည်းနန်းတွင်းသမားတော်တယောက်နဲ့ချစ်ကြိုက်မိပြီးကိုဝင်ရသွားတာကြောင့်ထိုနန်းတွင်းသမားတော်ကဖျက်ချဖို့ပြောခဲ့တဲ့မြင်ကွင်းကိုပြန်လည်မြောင်လာပါတယ်။ထိုစာကြောင့်ပဲဝေါ်ရောင်ပတ်သက်ခဲ့တဲ့အမျိုးသားကိုသူမဟာသိရှိသွားခဲ့ပါတော့တယ်။ဒါဟာယောက်ျားတွေကလူပြောင်းပေမဲ့မူမပြောင်းမှုဆိုတဲ့တက်သေးပါပဲ။သူမဟာချက်ချင်းပဲဝေါ်ရောင်နဲ့တခန်းနဲ့အတူနေခဲ့တဲ့စကားမပြောတတ်တဲ့နန်းတွင်းသူစီသွားပြီးရီးစားစာရှာတွေ့ခဲ့တဲ့အချီဘူးကိုပြလိုက်ပါတယ်။ဒီထဲမှာရှိခဲ့တဲ့ရီးစားစာကယောက်ျားလေးနန်းတွင်းသမားတော်ကဝေါ်ရောင်ကိုပေးခဲ့တာလားမေးပြီးဝေါ်ရောင်ကိုကိုဝင်ရအောင်လုပ်ပြီးမှတက်ပစ်လိုက်တဲ့သူကိုဖမ်းမိဖို့စကားမပြောတတ်တဲ့နန်းတွင်းသူလေးတိတမကိုပြောပြဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်စေးကူချောလျင်ဟာဟီဘင်းမဲမဲစီသွားပြီးနန်းတွင်းသူဝေါ်လျောင်းဟာအသက်ခံလိုက်ရတာဖြစ်ကြောင်းကိုဝင်ရှိခဲ့ပြီးကလေးပါမွေးခဲ့ကြောင်းလူသက်သမားကိုဖမ်းဖို့လိုကြောင်းတောပြောပြတဲ့အချိန်မှာဟီဘင်းမဲမဲဟာအရန်ထိတ်လန့်သွားခဲ့ရပါတယ်။ဟီဘင်းမဲမဲရဲ့ထိန်းတော်ကြီးဟာလည်းစေးကူချောရောင်ကိုအချုပ်ခန်းထဲမှာပိတ်ထားခဲ့ပါတယ်။ဒါဟာရိုးရိုးလူသက်မှုတစ်ခုတည်းမကပဲသူမဟာနန်းတွင်းအာနာလူအရှုပ်တော်ပုံကြီးရဲ့ရောက်မှန်းမသိရောက်နေပြီဆိုတာသူမမသိခဲ့ပါဘူး။ချောရောင်ဟာအချုပ်ခန်းထဲကနေထွက်ပြေးပြီးနန်းတွင်းသူကောင်းဆောင်စီသွားတွေ့တဲ့အချိန်ပိတ်ဖြူအုပ်ထားတဲ့အလောင်းတစ်ခုကိုတွေ့ခဲ့ပါတယ်။ပိတ်ဖြူကိုဆွဲလန်လိုက်တဲ့အချိန်မှာအဲ့အလောင်းကသူမလုံးဝမထင်မှတ်ထားတဲ့လူဖြစ်နေပါတယ်။ဝေါ်ရောင်ရဲ့အခန်းဖော်နန်းတွင်းသူလေးဟာတေဆုံးနေပါတယ်။သူမဟာချောရောင်ရှာတွေ့ခဲ့တဲ့ရီးစားစာကိုပေါက်မှအချီနဲ့ရေးထားပြီးတွေးထွက်လွန်ခါတေဆုံးသွားတာဖြစ်ပါတယ်။ဒီအချိန်မှသူမဟာတစ်ချိန်လုံးမှားနေခဲ့တာကိုသဘောပေါက်သွားခဲ့ပါတယ်။တကယ်တော့နန်းတွင်းထဲမှာယောက်ျားလေးသမားတော်ကြီးနဲ့ချက်ကြိုက်ပြီးခိုးစားခဲ့တာကဝေါ်ရောင်မဟုတ်ပဲဝေါ်ရောင်ရဲ့အခန်းဖော်နန်းတွင်းသူဖြစ်နေခဲ့တာပါ။ကိုလုတ်တော်တယောက်သားဖြစ်တဲ့ဟီဘင်းမဲမဲဟာနန်းတွင်းထဲမှာသူမအာနာတိဆောက်ဖို့အတွက်မိဖုရားခေါင်ကြီးထက်အရင်သားတော်လေးမွေးဖို့လိုအပ်နေခဲ့တာပါ။ဒါကြောင့်ပဲနန်းတွင်းသူဝေါ်ရောင်ကတော့ကလေးမမွေးနိုင်တဲ့ဟီဘင်းမဲမဲကိုစားညမောင်တဲ့အချိန်မှာဘရင်ကြီးနဲ့တွားအိပ်ပြီးဘရင်ရင်သွေးကိုမွေးခဲ့ရတာဖြစ်နေပါတယ်။ဒီအချိန်မှာပဲတစ်နှစ်တစ်ခါကျင်းပတဲ့နန်းတွင်းသူအခမ်းအနားပွဲကိုစတင်ကျင်းပနေပြီဖြစ်ပြီးဝေါ်ရောင်ရဲ့အလောင်းကိုပထမဆုံးတွေ့ခဲ့တဲ့နန်းတွင်းသူချောင်ယူကိုလည်းဝေါ်ရောင်ကိုတက်ခဲ့တယ်လို့ဆွဆွဲကအပြစ်ပေးဖို့ဆွဲခေါ်သွားကြပါတော့တယ်။
နန်းတွင်းသူတွေအကုန်လုံးဟာအခမ်းအနားပွဲမှာရောက်နေပြီးဘရင်နဲ့မိဖုရားတွေအတွက်အနီးကပ်အထိမ်းတော်ကြီးတယောက်စီသာကြံခဲ့ရပါတယ်တကယ်တော့ဘရင်ရဲ့တဦးလေးသောသားတော်လေးကိုမွေးပေးထားတဲ့ဝေါ်ရောင်းဟာကလေးမွေးပြီးနောက်ပိုင်းမှာလောဘကြီးလာပြီးဟီဘင်းမဲမဲပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုစိတ်ကြိုက်ယူသုံးခဲ့ပါတယ်ဒါကြောင့်ဟီဘင်းမဲမဲကနန်းတွင်းသူဝေါ်ရောင်းကိုနန်းတော်ထဲကနှင်ထုတ်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာဝေါ်ရောင်းကသူ့မသားလေးကိုမခွဲနိုင်တာကြောင့်ထွက်သွားဖို့ညှင်းဆန်ခဲ့ပါတယ်မင်းသားလေးကိုမွေးထားတာကသူမကိုယ်တိုင်မဟုတ်ပဲသူမရဲ့နန်းတွင်းသူဝေါ်ရောင်းဖြစ်ကြောင်းတခြားလူတွေသိသွားမှစိုးရိမ်တာကြောင့်ဟီဘင်းမဲမဲနဲ့သူမရဲ့အထိမ်းတော်ကြီးဟာဝေါ်ရောင်းကိုတက်ပစ်ပြီးကျိုးဆွဲချတက်တဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးခဲ့ပါတယ်ဟီဘင်းမဲမဲဟာအထိမ်းတော်ကြီးကိုကိုတက်တဲ့ဖို့ပြောခဲ့ပါတယ်ဒါမှသာသူမရဲ့လျှို့ဝှက်ချက်ကိုသိတဲ့သူတယောက်မှမရှိတော့မှဖြစ်ပါတယ်အထိမ်းတော်ကြီးကဒေါသထွက်သွားပြီးမင်းသားလေးကိုခေါ်ကာထွက်ပြေးသွားပါတယ်နောက်ကနေချက်ချင်းလိုက်သွားတဲ့ဟီဘင်းမဲမဲလည်းအဆောင်ပြင်ရောက်တာနဲ့အရေးမဲတစ်ခုကသူမကိုဆွဲခေါ်သွားတာခံရပါတော့တယ်ညအမှောင်ထဲမှာသူမရဲ့တောင်းပန်နေတဲ့အတန်တွေကိုဘယ်သူမှမကြားနိုင်ခဲ့ပါဘူးမင်းသားလေးကိုခေါ်သွားတဲ့အထိမ်းတော်ကြီးဟာလည်းထူးဆန်းနေတာကိုခံစားမိပြီးသူမပွေထားတဲ့ရင်ခွင်ထဲကကလေးလေးကိုကြည့်လိုက်မိတဲ့အချိန်မှာဝေါ်ရောင်းရဲ့မျက်မှောက်ကိုတွေးလိုက်ရပြီးထိတ်လန့်သွားကလွတ်ချလိုက်ပါတယ်နာကျင်စွာအုံငုံနေတဲ့မင်းသားလေးကိုကြည့်ပြီးသူမလည်းနောက်တရသွားကပြန်ကောက်ပွေးလိုက်ပေမဲ့သူမရဲ့ခေါင်းပေါ်မှာအရေးမဲတစ်ခုကိုတွေးလိုက်ရပါတယ်သူမမော့ကြည့်လိုက်တဲ့အခါမှာတော့ကျိုးဆွဲချတင်နေတဲ့ဝေါ်ရောင်းကိုတွေးလိုက်ရပြီးအထိမ်းတော်ကြီးလည်းအတန်ကုန်အော်ကနောက်လန်ကျသွားပါတော့တယ်သူမရဲ့အော်တန်တွေမရက်ခင်မှာပဲဝေါ်ရောင်းရဲ့အလောင်းကြီးကသူမပေါ်ပြုတ်ကျလာပြီးသူမလည်းလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပါတယ်ဘရင်မေတော်ကြီးဟာအဲ့နေရာကနေနိုးလာပါတယ်လူတယောက်အနားကပ်လာလို့ဘသူလဲလို့မေးပြီးလက်နဲ့ဆွဲချလိုက်တော့အင်ဂျီစာပဲဖြစ်နေပါတယ်တခုခုမားနေတာကိုတီးသွားလို့အပြင်ကအထိမ်းတော်ကြီးကိုအော်ခေါ်ဖို့ပြင်လိုက်တဲ့အချိန်မှာနောက်ကျသွားပါပြီအနောက်ဘက်ကနေစပင်ရှည်ထွေးကြီးကရှေ့ထွက်လာပြီးဘရင်မေတော်ကြီးရဲ့လက်ပင်ကိုရစ်ပတ်ထားလိုက်ပါတော့တယ်အရာအလုံးကိုသဘောပေါက်သွားပြီဖြစ်တဲ့စေးအကူချောလျောင်ဟာလည်းဝေါ်ရောင်းကိုတက်တဲ့သူကချောင်ယူမဟုတ်ကြောင်းပြောပြဖို့နန်းတွင်းသူအခမ်းအနားကျင်းပနေတဲ့ပွဲကိုရောက်လာပါတယ်သူရောက်တဲ့အချိန်မှာချောင်ယူကိုခေါင်းဖြတ်တက်လိုက်ကြပြီဖြစ်ပြီးခေါင်းဆွတ်ကျွတ်သွားတဲ့အချိန်မှာတော့အသက်ခံလိုက်ရတာကချောင်ယူမဟုတ်ပဲဟီဘင်းမဲမဲရဲ့အထိမ်းတော်ကြီးဖြစ်နေပါတယ်အခမ်းအနားတွေကအားလုံးဟာထိတ်လန့်သွားကြပြီးစေးအကူချောလျောင်ကိုလည်းချောင်ယူနဲ့အထိမ်းတော်ကြီးကိုလူလဲပစ်လိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့လိုက်ဖမ်းကြပါတယ်ချောလျောင်လည်းတောထဲကိုထွက်ပြေးနေရင်ကလေးငိုတန်ကိုကြားလိုက်လို့တွားကြည့်တော့အထိမ်းတော်ကြီးကြံခဲ့တဲ့မင်းသားလေးကိုတွေးလိုက်ပါတယ်သူမကောက်ပွေထားတော့မှပဲဟီဘင်းမဲမဲရောက်လာပြီးမင်းသားလေးကိုတောင်းပါတယ်ချောလျောင်လည်းဒါကဟီဘင်းမဲမဲရဲ့ကလေးမဟုတ်ပဲဝေါ်ရောင်းရဲ့ကလေးဆိုတာသူသိတဲ့အကြောင်းပြောပြီးဝေါ်ရောင်းကိုတက်လိုက်တာလားလို့မေးပါတယ်မူမမှန်နဲ့ဟီဘင်းမဲမဲကိုကြည့်ပြီးချောလျောင်ဟာတဖြည်းဖြည်းနောက်ဆုတ်ရင်းကနေဒီပေါ်ကပြုတ်ကျသွားပါတယ်တောင်ဆုံးကိုလက်တစ်ဖက်နဲ့ကင်ထားရင်မင်းသားလေးကိုဟီဘင်းမဲမဲစီလှမ်းပေးပြီးသူမကတော့ပြုတ်ကျသွားခဲ့ပါတယ်အသက်မသေးသေးတဲ့သူမကိုနန်းတွင်းသူအဖွဲ့ဟာတွေ့သွားပြီးဖမ်းသွားကနန်းတွင်းသူခေါင်းဆောင်ကြီးကတောင်ပေါ်မှာဘသူနဲ့တွေ့ခဲ့လဲဝေါ်ရောင်းကိုတက်တဲ့တရက်ခံဘသူလဲဆိုတာတွေကိုနှိပ်စက်မေးမြန်းပါတယ်ဒီအချိန်မှာတော့အမှန်တရားထက်အာဏာကပိုရေးကြီးကြောင်းနားလည်သွားတဲ့ချောလျောင်ဟာမင်းသားလေးအကြောင်းရောဝေါ်ရောင်းရဲ့တည်ဆုံမှုအကြောင်းရောတခုမှမဟာတော့ပါဘူးရက်များစွာနှိပ်စက်ပြီးချောလျောင်ဘာမှထုတ်မပြောတာတေချာတော့မှပဲနန်းတွင်းသူခေါင်းဆောင်ကြီးရဲ့အဖွဲ့ကသူမကိုလှုပ်ပေးလိုက်ကြပါတယ်ချောလျောင်ပြန်လွတ်လာတဲ့အချိန်မှာနန်းတော်တစ်ခုလုံးဘရင်မေတော်ကြီးတည်ဆုံမှုအတွက်ဝမ်းနည်းခြင်းအခမ်းအနားကျင်းပနေကြပြီးဟီဘင်းမဲမဲကတော့မင်းသားလေးကိုပွေကကြက်တီးထားเสียအပြုံမျိုးပြုံးထားပြီးထူးဆန်းတာကတော့ဟီဘင်းမဲမဲရဲ့ပါးပုံမှာဝေါ်ရောင်းရဲ့ပါးပုံကလိုအမာရွှရှိနေတာပါပဲဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးထားပါတယ်ဒီဇက်ကားမှာအမှန်တရားအမျိုးသမီးတွေကြားကအာနာလူပွဲနဲ့လူစိတ်လူသဘောရဲ့အမှောင်ချမ်းကိုအကောင်းဆုံးပုံဖော်ပြသထားပါတယ်